အဲ့တော့ညဘက်အိပ်ပျော်ဖို့ဆိုတာတကယ်တော့အိပ်လိုက်ရင်ပျော်တာပဲဆိုပေမဲ့လို့နှစ်ချက်အိပ်ပျော်ဖို့ဆိုတာကတော့ခက်လာပါတယ်အသက်ကြီးလာလေပို့ပြီးတော့ခက်လာလေပါပဲညဘက်မှာကောင်းကောင်းအိပ်ပျော်စေဖို့အတွက်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကိုအဓိကကူညီပေးတဲ့ဟော်မုန်းလေးမျိုးကြောင့်ကိုဒီနေ့မျှဝေပေးချင်ပါတယ်မိတ်ဆွေတို့တော့ညဘက်ဒီမှာတည်ရင်လို့တာမျိုးကောင်းကောင်းအိပ်မပြောတာမျိုးဖြစ်ဖို့မလားမသိဘူးကျွန်တော်တော့ခဏဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်ကောင်းကောင်းအိပ်ပျော်ဖို့အတွက်ဘယ်လိုတွေလုပ်ရမလဲပေါ့ရှောင်ရံနေစောင်းရံနေလေ့လာကြည့်တဲ့အခါမှာဒီကျွန်တော်တို့အိပ်ပျော်စေဖို့အတွက်ပေါ့နော်ကောင်းကောင်းမဟုတ်နှစ်ချက်အိပ်ပျော်စေဖို့တဲ့အဓိကကူညီပေးတဲ့ဟော်မုန်း၄မျိုးဆိုတာကိုကျွန်တော်တွေ့တယ်ပေါ့နော်ကျွန်တော်တို့ရဲ့ညဘက်မှာကောင်းကောင်းအိပ်မပျော်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်အတွက်ရောစိတ်ပိုင်းဆိုင်ရာအတွက်ပါဆိုးကျိုးတွေဖြစ်နေပါတယ်ကျွန်တော်တို့ကအိတ်ချင်မလုံလောက်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်အတွင်းအစိတ်ပိုင်းတွေကအလုံးလောက်ရတာပေါ့နော်အရင်ပင်ပန်းနေအဲ့တော့တနေ့တာသူတို့မှာကောင်းကောင်းအနားမယူရတဲ့အတွက်ကြောင့်နောက်တစ်နေ့နူထလာတဲ့အခါမှာသူကအလုတ်ကောင်းကောင်းမလုံးနိုင်တာမျိုးပေါ့နော်စာပေသင်မယ်ဆိုလို့ရှိရင်လည်းကောင်းကောင်းအာယုံမဆဲနိုင်တာမျိုးနောက်ကအလုတ်လောက်ရတယ်ဆိုလဲအဲ့ဒီအလုတ်ထဲမှာအပြည့်အဝအာယုံမဆဲနိုင်တာမျိုးတွေဖြစ်တတ်ပါတယ်နောက်တစ်ခါကျွန်တော်တို့ရဲ့အုံနောက်ကပေါ့နော်တနေ့တာကိုသိခဲ့ရသမျှသင်ယူခဲ့ရသမျှကိုညဘက်အိတ်တဲ့ချိန်မှာအုံနောက်ကလည်းပြန်ပြီးတော့သင်တယ်လို့ဆိုတယ်အဲ့တော့ကျွန်တော်တို့ကအိတ်ချိန်မလုံလောက်ဘူးဆိုလို့ရှိရင်အုံနောက်ကလည်းပဲအဲ့ဒါတွေကိုလုံးဝစနစ်ကြအောင်အစီအစဉ်နိုင်ပေါ့နော်အဲ့တော့ကျွန်တော်တို့သင်ယူထားသမျှကိုလည်းကောင်းကောင်းကြီးမှတ်မိတယ်ပေါ့နော်နည်းနည်းမိတော့တာမျိုးဒါမှမဟုတ်အစီအစဉ်မကြတာမျိုးဖြစ်တတ်ပါတယ်အဲ့တော့ကျွန်တော်တို့ကောင်းကောင်းအိပ်ပျော်ဖို့နှစ်ချက်အိပ်ပျော်ဖို့အတွက်အဓိကကူညီပေးတဲ့ဟော်မုန်း၄မျိုးနဲ့အဲ့ဒါတွေကိုနှုတ်ဆော်လို့ရတယ်ပေါ့နော်အဲ့ဒါတွေကိုတိုးပွားစေမယ့်နည်းလမ်းတွေကိုကျွန်တော်ဒီနေ့မျှဝေပေးချင်ပါတယ်အဲ့နံပါတ်1ကတော့မယ်လာတိုနင်လို့ခေါ်တဲ့ဟော်မုန်းပါအဲ့ဒါကဘာလဲဆိုတော့ကျွန်တော်ရဲ့ခန္ဓာကိုယ်ကိုအိတ်ချင်ရောက်ပြီးလို့အချက်ပြတဲ့ဟော်မုန်းပါသူကဘယ်လိုချိန်မှထွက်လဲဆိုရင်အလင်းရောင်နေသွားတဲ့အခါမှာပုံမှုပြီးထုတ်လုပ်ပါတယ်ကျွန်တော်ရဲ့မျက်လုံးတွေကိုငိုင်မီးစေတယ်ကျွန်တော်ရဲ့စိတ်ကိုအိတ်ချင်စေတယ်ဖြစ်ပေါ်စေတယ်ပေါ့အဲ့ဒါကကျွန်တော်ရဲ့အုံနှောင်းနဲ့နှလုံးခုန်လေးကိုလည်းပဲတည်ငြိမ်စေတယ်ပုံမှန်ဆိုလို့ရှိရင်ကျွန်တော်တို့ကနေဘက်မှာအလုပ်တွေအများကြီးလုပ်တဲ့ခါမှာအုံနောက်ကတွက်ချက်ရတာတွေစဉ်းစားရတာတွေဆုံးဖြတ်ရတာတွေအများကြီးလုပ်ရတယ်ပေါ့အဲ့ဒီမယ်လာတိုနင်ဟော်မုန်းထွက်လာတဲ့အခါမှာကျတော့ကျွန်တော်ရဲ့အုံနောက်ကလှုပ်ဆောင်မှုတွေနှေးသွားတယ်နောက်ကပုံမှန်ဆိုလို့ရှိရင်လူတွေရဲ့နှလုံးခုန်တော့မြင်နေတယ်ပေါ့နော်မတီးမငြိမ်နေဖြစ်တတ်တယ်အဲ့မယ်လာတိုနင်ဟော်မုန်းထွက်လာတဲ့အခါမှာကျတော့နှလုံးခုန်တော့လည်းပဲဖြည်းဖြည်းချင်းနဲ့တည်ငြိမ်လာတယ်အဲ့တော့ကျွန်တော်တို့ပို့ပြီးတော့အိပ်ပျော်လွယ်ပါတယ်ကောင်းကောင်းအိပ်ပျော်စီပါတယ်မယ်လာတိုနင်တိုးပွားစေဖို့ဆိုလို့ရှိရင်ကျွန်တော်တို့အိပ်ရမဝင်ခင်ပေါ့နော်အနည်းဆုံး45မိနစ်တနာရီလောက်အလိုမှာဒီ phone screen တို့ TV တို့ computer တို့ laptop တို့ပေါ့နော်အဲ့ဒီ blue light ထွက်တဲ့အရာတွေကိုရှောင်ထားဖို့ပေါ့နော်ရပ်ထားဖို့လိုပါတယ်ကိုကညဘက်မှာမီးရောင်ရှိမှအိတ်တက်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ခန်းတွေကိုလိုက်ကလောအောင်ချပြီးတော့နှွေးထွေးတဲ့မီးရောင်လေးပေါ့နော်အဲ့ဒါလေးကိုပဲဖွင့်ထားတာကအကောင်းဆုံးပေါ့နော်ဖြစ်နေလို့ရှိရင်တော့မီးပိတ်ပြီးအိတ်တာကပို့ပြီးတော့နှစ်ချက်အိပ်ပျော်စေပါတယ်အဲ့ဒီဟော်မုန်းတိုးပွားစေဖို့တက်ဆိုလို့ရှိရင်ကျွန်တော်တို့ချယ်ရီဒီတို့ငှက်ပျော်ဒီတို့စားပေးရပါတယ်နောက်တစ်ခါငါတို့နွေလေးကိုတောက်လို့လည်းရပါတယ်နော်အဲ့ဒါဆိုလို့ရှိရင်မယ်လာတိုနင်ဟော်မုန်းကတိုးပွားလာတဲ့ကျွန်တော်တို့ညဘက်မှာကောင်းကောင်းအိပ်ပျော်စေနောက်တစ်ခုကတော့စီရိုတိုနင်လို့ခေါ်တဲ့ဟော်မုန်းပါဒါကတော့ဒီမယ်လာတိုနင်ရဲ့မူလရင်းမြစ်ဖြစ်ပါတယ်နောက်ပြီးတော့သူ့စိတ်ကြည်လင်စေတဲ့ဟော်မုန်းလို့လည်းပြောလို့ရတယ်စီရိုတိုနင်ကောင်းလို့ရှိရင်မယ်လာတိုနင်လည်းပို့ပြီးတော့ကောင်းတယ်နှစ်ချက်အိပ်ပျော်စေတယ်ပေါ့ကျွန်တော်ဒီစိတ်ကြည်တယ်ဆိုတာမှတော့စိတ်ကောင်းတာနဲ့စိတ်ကြည်တာတူတော့မတူပေါ့နော်စိတ်ကောင်းရှိတယ်ဆိုတာသူတို့ဘာကိုကူညီချင်တာကောင်းတာတွေလုပ်ပေးချင်တာမျိုးပေါ့စိတ်ကြည်တယ်ဆိုတာကြတော့မဟုတ်ဘူးကျွန်တော်တို့နှစ်ချက်ပေါ့နော်စိတ်ထဲမှာဘာအတွေးဘာပူဆွေးမှုဘာဝမ်းနည်းမှုမှမရှိဘဲနဲ့စိတ်ကလေးကြည်လေးနဲ့အိပ်ပျော်တာမျိုးကျွန်တော်တို့စိတ်ကလေးကြည်လေးနဲ့အိပ်ပျော်စေတာမျိုးကိုပြောတာဖြစ်ပါတယ်အဲ့စီရိုတိုနင်ဟော်မုန်းတိုးပွားစေဖို့ဆိုလို့ရှိရင်ကျွန်တော်တို့မနက်ခင်းမှာ10မိနစ်15မိနစ်လောက်နေအောင်ကြီးခန္ဓာမျိုးပေါ့နော်မနက်ခင်းနေအောင်ကြီးနုလေးကိုပြောတာပါနေမြင့်လာတဲ့ကံမှာတော့နေအောင်ကြီးနဲ့ထိတွေ့တို့တိတ်အဆင်မပြေပါဘူးနောက်တစ်ခါမိနစ်20 30လောက်လမ်းလျှောက်တာမျိုးနောက်တစ်ခါကိုယ်လက်လှုပ်ရှားအာကစားလုပ်တာမျိုးပေါ့နော်မနက်ခင်းမှာလုပ်ပေးတင်ပါတယ်အဲ့လိုမျိုးလုပ်ပေးရင်ပို့ပြီးတော့အဆင်ပြေတယ်ပေါ့နောက်တစ်ခါဂျုံတို့ပဲအမျိုးမျိုးတို့ကြက်ဥတို့ပေါ့နော်အဲ့ဒါတွေကိုစားပေးလို့ရှိရင်လည်းပဲကျွန်တော်စီရိုတိုနင်ဟော်မုန်းကတိုးပွားပါတယ်နောက်ကကျွန်တော်တို့ဒီစိတ်ကိုကြည်တင်စေတဲ့ကမှာကိုယ်သဘောကျတယ်ပေါ့နော်တချင်းလေးတို့နောက်ကတန်စင်ညင်ညောင်းလေးတို့အဲ့ဒါလေးတွေကိုနားထောင်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့အဆင်ပြေတယ်ပေါ့တချင်းကအေးလေးနဲ့ပေါ့နော်ညင်လေးဖြစ်တဲ့တချင်းကိုနားထောင်တာကပို့ပြီးတော့စိတ်ကိုကြည်တင်စေပါတယ်ကိုကြိုက်တဲ့တချင်းဆိုတာအထက်ပေါ့နော်စီရိုတိုနင်ဟော်မုန်းကိုတိုးပွားစေမဲ့တချင်းမျိုးနားထောင်တာကပို့ပြီးတော့ကောင်းပါတယ်
နောက်တစ်ခါဒီအိမ်မွေးတရိษံတွေကိုပေါ့နော်ကြောင်းတို့ခွေးတို့နဲ့ပုတိပိသက်လို့တာမျိုးကလည်းစစ်တို့နဲ့ဟော်မုန်းတိုးပွားစေတယ်လို့ဆိုတယ်နောက်တစ်ခါကျွန်တော်တို့ကပုံမှန်ဆိုလို့ရှိရင်အသက်ပြင်းပြင်းရှူတာမျိုးမရှိဘူးကိုယ့်အသက်ကိုဒီမတိတိုင်းမတိပါတာပဲရှူနေတာပေါ့အဲ့လိုမျိုးမလုပ်ဘဲနဲ့အိတ်ခဏီကမှာအသက်ကိုရှည်ရှည်ပေါ့နော်ရှည်ရှည်ရှူပြီးတော့ရှည်ရှည်ထုတ်တာမျိုးလုပ်ကြည့်ပါအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့တခြားစီကိုအာယုံမရောက်တော့ဘဲနဲ့ကျွန်တော်တို့စိတ်ကဒီတောကပြပါတာဖြစ်တာမျိုးတွေမရှိတော့ဘူးနောက်ကစိတ်အတက်ကြတွေမရှိတော့ဘဲနဲ့နှစ်ချက်ချိုက်အိပ်ပျော်စေပါတယ်နောက်နံပါတ်3ကတော့ဂါဘာပါသူ့ရဲ့ long form အရှိကောက်ကတော့ gamma amino beauty ရဲ့အစစ်ပါအဲ့ဒါကကျွန်တော်တို့ရဲ့အုံနောက်ကိုခလုတ်ပိတ်စေတဲ့အာယုံကြောပို့လွတ်တဲ့ဥစ္စာဖြစ်ပါတယ်ဘယ်လိုလဲဆိုတော့ကျွန်တော်တို့အုံနောက်ကအတွေးတွေအရင်များတယ်ဒါကဆုံးဖြတ်ချက်ချရတာတွေတွေးတောရတာတွေပေါ့အရင်များတယ်gamma amino beauty ရဲ့အစစ်ဖြစ်ပေါ်လာတဲ့ခါမှာကျတော့ကျွန်တော်တို့ရဲ့အုံနောက်ကအဲ့ဒါတွေကိုသိပြီးတော့မတွေးတော့ဘူးကျွန်တော်တို့စိုးရင်ပူပန်မှုတွေကိုကောင်းကောင်းကြီးရှော့ချနိုင်တယ်စိတ်ကိုလည်းပဲငြိမ်သက်စေတယ်အဲ့ဒီ gamma amino beauty ရဲ့အစစ်ကောင်းတယ်ဆိုလို့ရှိရင်ညဘက်မှာအိပ်ပျော်လွယ်တယ်နောက်တစ်ခါတည်နိုးရမျိုးတွေလည်းမရှိတော့ဘူးတည်မနိုးတဲ့အတွက်ကျွန်တော်တို့အေးကောင်းကောင်းကြီးဝရတယ်ပေါ့နော်အေးကောင်းကောင်းဝလို့ရှိရင်နောက်နေ့မှာကျွန်တော်တို့အလုပ်တွေကိုကောင်းကောင်းလုပ်နိုင်မယ်စာပေတင်နေတဲ့ဆိုတဲ့စာပေထဲမှာပေါ့ကိုတင်နေတဲ့စာထဲမှာပြပြဝဝအာယုံစိုက်နေပြီအဲ့ဒီကတိုးပွားစေဖို့ဆိုလို့ရှိရင်ဝင်သက်ကို4စက္ကန့်ထွက်သက်ကို6စက္ကန့်နီလန်းလေးနဲ့ပေါ့နော်ဝင်သက်ကို4စက္ကန့်ရှူတာထွက်သက်ကို6စက္ကန့်လောက်ထုတ်တာမျိုးနဲ့အသက်ပြင်းပြင်းလေးရှူကြည့်ပါအဲ့ဆိုလို့ရှိရင်အဲ့ဒါပို့ပြီးတော့ကောင်းလာပါနောက်တစ်ခါရှားသောလက်ပတ်တို့နောက်ကကဖင်းတက်မပါတဲ့အရာတွေပေါ့နော်လက်ဖက်ကြီးနွေလေးတို့တောက်ကြည့်ပါအဲ့ဒါဆိုရင်ပို့ပြီးတော့အဆင်ပြေပါတယ်နောက်တစ်ခုကအစားတောက်နေဆိုလို့ရှိရင်တော့ဒီအစိမ်းရောင်အရွက်တေးတို့အာလူးတို့ပဲအမျိုးမျိုးတို့ပေါ့နော်အဲ့ gamma amino beauty ရဲ့အစစ်ကိုဖြစ်ပေါ်စေတဲ့အစားအစာတွေကိုစားပြီးကြည့်ပါနောက်တစ်ခါအိယာမွေးကမှာအသေးစားယောဂကျင်တာမျိုးနောက်ကအကျော်ပြေပေါ့နော်အကျော်ပြေအညောင်းပြေညပ်ပြေကိုလည်းဆန်းထုတ်တာမျိုးတို့လုပ်ကြည့်ပါအသေးစားလက်ကျင်ကန်းလေးတွေလုပ်ကြည့်ပါအဲ့ဒါကလည်းပဲကျွန်တော်တို့ကိုညဘက်မှာကောင်းကောင်းကြီးနှစ်ချက်ချက်ကြီးအိပ်ပျော်စေပါတယ်နောက်ဆုံးတစ်ခုကတော့အောက်ဆီတိုနင်လို့ခေါ်ပါတယ်ဒါကချစ်ခင်တွေ့တာမှုနဲ့နှွေးထွေးမှုကပေးတဲ့ဟော်မုန်းဖြစ်ပါတယ်စိတ်ဖြစ်စီမှုကိုရှော့ချပေးပြီးတော့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကိုအိပ်စက်ဖို့အတွက်အဆင်သင့်ဖြစ်စေပါတယ်အဲ့ဒီအောက်ဆီတိုနင်တူပွားစေဖို့ဆိုလို့ရှိရင်ချစ်ခင်ရတဲ့သူတွေကိုဝိဖက်တာတို့နောက်တစ်ခါတရင်တနည်းနေတာတို့ပေါ့နော်နှွေးနှွေးထွေးထွေးနေတာတို့လုပ်ရပါတယ်နောက်တစ်ခါကျွန်တော်တို့ရဲ့အိပ်ရာပေါ့နော်နောက်ကအိပ်ရာကင်းခေါင်းဖက်လုံးအဲ့ဒါတွေကိုနုနုရွရွလေးတွေထားတာပို့ပြီးတော့အောက်ဆီတိုနင်တူပွားစေပါတယ်နောက်တစ်ခါကျွန်တော်တို့စကားပြောတဲ့အခါမှာပေါ့နော်ညဘက်အဲ့လိုအိတ်ကန်ကြီးစကားပြောတဲ့အခါမှာကိုယ်စိတ်ကိုတက်တောင့်တတာဖြစ်စေတဲ့လူတွေနဲ့စကားပြောတာကပို့ပြီးတော့နှစ်ချက်ချိုင်အိပ်ပျော်စေပါတယ်နောက်ပြီးအိယာမွေးကမှာရေနွေးနွေးနဲ့ချိုးပေးတာကလည်းပဲနှစ်ချက်ချိုင်အိပ်ပျော်စေပါတယ်နောက်တစ်ခါဘုရားရှင်ဟောခဲ့တဲ့နီလန်းနေမှာဆိုလို့ရှိရင်တော့မေတ္တာပို့တာတို့နောက်ကတရားထိုင်တာတို့ဂုဏ်တော်လေးကိုအာယုံပြုတာတို့လုပ်လို့ရပါတယ်ဒီမေတ္တာအကျိုး17မျိုးထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ညဘက်မှာနှစ်ချက်ချိုင်အိပ်ပျော်စေရဲဆိုတဲ့ကောင်းကျိုးတရိုက်ပါပါတယ်နောက်တစ်ခါပေါ့နော်ဟိုတရားထိုင်တာတို့ဂုံတော်ပွားတာတို့ကလည်းပဲစိတ်ကိုတည်ငြိမ်စေတယ်စိတ်ကိုကြည်လင်စေတယ်ပေါ့စီတိုတိုနင်ဟော်မုန်းတိုးပွားစေတယ်လို့ပြောရမှာပေါ့အဲ့တော့အခုပြောခဲ့တဲ့၄ခုပေါ့နော်မက်လတိုနင်ရဲ့စီတိုတိုနင်ရဲ့နောက်ကဂမ်မာအမီနိုဘျူတီရဲ့အစစ်ရဲ့အောက်ဆီတိုနင်ရဲ့ဒီ၄ခုပေါ့နော်အဲ့ဒါတွေကိုအာယုံစိုက်ပေးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ညဘက်မှာကောင်းကောင်းကြီးနှစ်ချက်ချက်ကြီးအိပ်ပျော်ပါလိမ့်မယ်အဲ့တော့ညဘက်အိပ်ပျော်ဖို့ဆိုတာတကယ်တော့အိပ်လိုက်ရင်ပြောတာပဲဆိုပေမဲ့လို့နှစ်ချက်ချက်အိပ်ပျော်ဖို့ဆိုတာကတော့ခက်လာပါတယ်အသက်ကြီးလာလေပို့ပြီးတော့ခက်လာလေပါပဲအဲ့တော့အဲ့လိုမျိုးမဖြစ်ရအောင်နှစ်ချက်ချက်အိပ်ပျော်နေအောင်လို့မလို့ဒါလေးတွေကိုဂရုဒီဇိုင်းလုပ်စေချင်ပါတယ်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ